မြန်မာနိုင်ငံသားတယောက်ရေလောင်တဲ့ကန်ထဲမှာတွားပြီးတော့ဆောင်းနေတယ်ဆိုတဲ့သတင်းရှင်ဒီသတင်းကဒီမနေ့တက်လာခဲ့တဲ့ဖြစ်တာကတော့မနေ့က22ရက်နေ့ည7:00နာရီလောက်မှာဖြစ်သွားတာရှင်ဖြစ်တဲ့နေရာကတော့စမုပကံမှာဖြစ်သွားတဲ့အဲ့ဒီညမှာသူနဲ့အတူနေထိုင်တဲ့တငယ်ချင်းကသူပျောက်နေလို့လိုက်ရှာကြတယ်လိုက်ရှာတဲ့အချိန်မှာပေါ့နော်အဲ့ဒီရေလောင်တဲ့ကန်ထဲမှာတွားတွေ့တယ်ရှင်တွေ့တဲ့အချိန်မှာတော့သူတငယ်ချင်းကစောင်းနေပြီရှင်သူတို့အလုံးကိုဆယ်ယူပြီးတော့ပေါ့နော်အလုံးကတောက်နေပြီလို့ပြောတယ်ရှင်နော်မာတောက်နေပြီလို့ပြောတယ်ရှင်ဘယ်နှစ်နာရီလောက်ကလေးကစောင်းရတာလဲဆိုတာတော့မသိဘူးပေါ့နော်အဲ့ဒါနဲ့သူတို့ရဲလေးကိုကြောင်းကြတော့ရဲလေးရောက်လာတယ်ရှင်နော်ဒါပေမဲ့အလုံးရဲ့ဝမ်းဘိုက်မှာတန်ရတခုရှိတယ်လို့ပြောတယ်သူကအဲ့ဒီရေလုံတဲ့ကန်တွေကိုဘာသွားလောက်တာလဲဘယ်လိုဖြစ်လို့အဲ့ဒီမှာသွားဆောင်းရတာလဲဆိုတာမသိရဘူးရှင်နော်ရေလုံတဲ့ကန်ကတော့တော်တော်လေးကိုကျဲတယ်လို့ပြောတယ်ရှင်သူ့ရဲ့အနက်ကတော့4မိနစ်5မိနစ်လောက်အနက်ရှိတယ်လို့ပြောတယ်အဲ့ဒီမှာအခုစမုပကံမှာရှိတဲ့ဆေးရုံပေါ့နော်ဒီအလောင်းကိုတည်ဆောင်ပြီးတော့စစ်ဆေးမှုလုပ်နေတယ်လို့ပြောတယ်ရှင်နော်ဒီတည်ဆောင်မှုကသွေးရိုးသားရိုးရောဟောက်ရက်လားပေါ့နော်ရေးလေးကစစ်ဆေးနေတယ်ရှင်ဒါကတော့တည်င်းမှာတင်ထားတဲ့အတိုင်းပဲမိုးကလာပြီးတော့ပြောပြပေးတယ်ရှင်နော်တည်င်းမှာကအဲ့ဒီလောက်ပဲတင်ထားတဲ့အတွက်အဲ့ဒီလောက်ပဲလာပြောပြပေးတယ်တကယ်လို့နောက်ထပ်သိရလို့ရှိရင်မိုးကလာပြီးတော့တင်ပြပေးမယ်ရှင်